တီချကဘာတစ်ခုကဲ့သို့ထူခြားနေတဲ့ချိုင်ဝမ်ကြီးအာဂျင်တီးနားနိုင်ငံရှိ Valley of the Moon ချိုင်ဝမ်ကြီးဟာမီးတောင်များလွှမ်းမိုးထားတဲ့နေရာကြီးဖြစ်ပြီးကြောက်ကဘာများနဲ့ပြည့်နှက်နေပြီးနေရာအနှံ့ပြန့်ကျဲနေတဲ့တဘာဝကြောက်တုံကြီးများနဲ့ထူခြားနေပါတယ်။ပတ်ဝန်းကျင်ဟာလည်း၆သွေးနေပြီးတစ်ချိန်ကမြေဩဇာကောင်းမွန်ခဲ့တဲ့မြေနေရာများဖြစ်ကြောင်းလည်းသိရပါတယ်။ပညာရှင်များကဘူမိဗေဒဆိုင်ရာယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်တဲ့ Valley of the Moon ဟာနှစ်တန်ပေါင်းများစွာမှာလေထုနဲ့ရေထုတိုက်စားမှုများကြောင့်ဖြစ်ပေါ်လာကြောင်းခန့်မှန်းထားကြပါတယ်။ထူးခြားစွာနဲ့တိချာကဘာမှာရှုခင်းကြီးတစ်ခုကဲ့သို့စံပြနေတဲ့ဒီတောင်ကြားကြီးမှာဆိုရင်1993ခုနှစ်မှာလေ့လာမှုများအရဒိုင်နိုဆောများရဲ့ရုပ်ကြွင်းနမူနာများကိုပင်တွေ့ရကြောင်းလည်းသိရပါတယ်။ထိုများမကအပင်နဲ့တရိတ်ဆန်ရုပ်ကြွင်းပေါင်းများစွာတွေ့ခဲ့ရကြောင်းကိုလည်းသိရပါတယ်။အာဂျင်တီးနားအလယ်ပိုင်းမှာနှမြုပ်နေတဲ့ဆွဲဆောင်မှုရှိတဲ့ဒီတဘာဝရှုခင်းကြီးကို2000ခုနှစ်မှာ UNESCO မှာကမ္ဘာ့အမွေအနှစ်နေရာများထဲမှာတစ်ခုအဖြစ်သတ်မှတ်ခဲ့ပါတယ်။